ရဲ့လို့ရမှန်ကန်တဲ့လမ်းကြောင်းကိုလူတွေတွေးဖီးလာပြီဆိုလို့ရှိရင်လူတွေကိုဓာန်ခတ်တဲ့အနေနဲ့သဘာဝတရားကြီးကလည်းလူတွေကိုပြန်ပြီးတော့ဒုက္ခပေးလာလို့ကတ်ဆိုတဲ့သဘောတရားဟာကပ္ပဆိုတဲ့စကလုံးကလာကပ္ပဆိုတာအချိန်ပိုင်းအတိုင်းအတာတစ်ခုအချိန်အတိုင်းအတာတစ်ခုကိုကပ္ပလို့လူတွေလှုပ်တဲ့လှုပ်ရကလူတွေကိုပြန်ထိတယ်ဆိုတဲ့အဓိပ္ပာယ်အာဓမ္မရာဂဝိသမလောဘမိစ္ဆာဓမ္မလို့ဆိုတဲ့တရား၃မျိုးလူလောကထွန်းကားလာဒီကနေ့ခေတ်မှာဒါအလုံးသိကြတဲ့အရာတစ်ခုပဲအာဓမ္မရာဂဆိုတာမဖြစ်တဲ့မဖြစ်တိုက်တဲ့စိတ်တွေသဘောထားတွေဖြစ်ပေါ်လာတယ်ကာမဂုဏ်အာယုန်တွေနဲ့မဖြစ်တဲ့နေရာတွေမှာဖြစ်ပေါ်လာတယ်ဝိသမလောဘဆိုတာဖြစ်တဲ့နေရာဖြစ်အောင်တော့အလွန်ကျွံဖြစ်လာမိစ္ဆာဓမ္မဆိုတာကျတော့သူကအင်္ဂလိပ်လိုတော့ပြောရတာနည်းနည်းလေးနားသက်တာဆရာရှိ homosexuality